Number 1 ka Pariyati Tadana Number 2 ka Paripatti Tadana Number 3 ka Pariveda Tadana Number 4 ka Linga Tadana Number 5 ka Dhatu Tadana Bhuyo Pira Jabu Nira ka Pariyati Tadana Paripatti Tadana Pariveda Tadana Pero Jabu Nira Now Tadana Namyo Pola de Piyeta Linga Tadana ne Dhatu Tadana So we do Ero Pariyati Tadana ne Paripatti Tadana ne Pariveda Tadana ne Di Tadana do Toya ha Thau Tong Thau ne Tu de Taku Shine ye Ako Shine no ayo de Taku le ye leve Nau Thau de Era le do ayo de Di Tongu ha Thau da Pwe be de Ero Punjiro Pariyati Tadana Kwe de Ajaung Go Neneli Pyo me Pariyati Tadana Belo Ni ne Kwe Dwa Ma Dong So Lo Shi ne Mင်းနဲ့ပြည်သူတိုက်ပြီးအုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတိုင်းလူပြည်သားတွေတရားပြည့်ရင်တဲ့မင်းကလည်းမင်းကျင့်တရားတွေပြည့်တယ်တိုင်းလူပြည်သားတွေကလည်းတိုင်းလူပြည်သားတွေလိုက်နာကျင့်သုံးရမယ်တရားတွေပြည့်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1ဘာတွေဖြစ်လာမလို့ဆိုရင်မိုးလေဝသရာသီဥတုတွေဖောက်လွယ်ဖောက်ပြန်ဖြစ်လိမ့်မယ်တဲ့ရာသီဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီအလိုက်စိုက်ပျိုးရတဲ့သီးနှံများပျက်စီးတယ်သီးနှံတွေပျက်စီးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဓမ္မတွေကြက်လာတယ်စီဝါရေးတွေကြက်လာတဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်လေအလှူဒန်းတွေပေးရောစီတန်းတွေတညံညံနဲ့ဘုရားတော်ကြောင်းတဲ့ကုသိုလ်တွေဆက်သံဃာတွေမှန်မှန်ရပဲတွေမှန်မှန်ရဒီလိုရာသီဥတုမှန်ပြီးတော့ကောက်ပဲတိနာနေထွက်တော့ကိုလည်းစားကိုပြည်တွေကိုသားလေးတွေလည်းရှင်ပြုဟဲ့ဒီနေ့စပားပေါ်ရင်ရှင်ပြုမယ်ဟဲ့ပဲရောက်ပြီးရှင်ပြုမယ်ယဟန်ခံမယ်ဟဲ့ပဲရောက်ပြီးလို့ရှိရင်တောင်းဆောင်မယ်ဟဲ့အစရှိသည့်အဖြစ်ကိုတိနာကိုချင့်ချိန်ပြီးတော့ဘလောက်တိုင်းတာထွက်ရင်ဘလောက်ရောက်ပြီးတော့ဝိဇ္ဇာတပါးခြံပြီးတော့ကျန်တာတွေတောင်းဆောက်ပြည့်မယ်တရားတည်ပြည့်မယ်ရှင်ပြုပြည့်မယ်ယဟန်ခံပြည့်မယ်ကုသိုလ်ကောင်းမှုလုပ်ပြည့်မယ်ဆိုပြီးတော့အဲ့ဒီလိုပြုလုပ်ဆောင်ရွက်မဲ့တရားတော်မတွေဟာပဲတွေမထွက်စပါးတွေပြဲအဲ့လိုဖြစ်လာပြီးတော့တစ်နှစ်ဆိုရင်ကိစ္စမရှိဘူးနှစ်နှစ်ကိစ္စမရှိဘူးသုံးနှစ်ကိစ္စမရှိသေးဘူးလေးနှစ်ငါးနှစ်၆နှစ်ခုနှစ်ရှင်းနှစ်အဲ့လိုဇက်တိုက်ကြီးတရားတော်မိုးတွေခေါင်နေတဲ့အခါကျဆွတ်ခေါင်ရေတွေကြီးနေတဲ့အခါကျဆွတ်ကြီးအဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကိုစားဖို့မှအနိုင်နိုင်ဆိုတော့တန်ဃာကိုလည်းမလှူနိုင်ကြတော့မလှူနိုင်တော့တန်ဃာတွေဘက်ကလတ်လာပါမရဘူးဘုန်းကြီးတို့မြမသမိုင်းသာသနာသမိုင်းမှာဖြစ်ဖူးတဲ့ဖြစ်ရတစ်ခုရှိပါတယ်တန်ဃာတွေဒုဗိကံတရကစိုက်တဲ့အခါကျတော့တန်ဃာတွေစားဖို့တောက်ဖို့မရှိတရားဓမ္မတွေကလည်းမလှူနိုင်မတတ်နိုင်တဲ့အခါကျတော့ကိုတော်တွေဒီပရိယတ္တိသာနာတော်ကိုဘယ်လိုအသက်ဆက်ခဲ့ရတော့ဆိုလို့ရှိရင်ညနေကြလို့ရှိရင်ဟိုးတဲတောင်ပြင်မှာသွားပြီးတော့တဲတွေကိုဘိုက်ပေါ်တင်းဒီဆက်ဆက်မှာတဲတွေကိုဘိုက်ပေါ်တင်းဘိုက်ပူလို့ဝမ်းပူလို့နေလေကလည်းဆုံးမစားအောင်အာယုံဆုံးလည်းမစားအောင်ဒါပေမဲ့လို့တို့ဒီရထားတဲ့မြတ်စွာဘုရားရဲ့စာတွေကိုမပြောင်းမပြည့်ရအောင်နေတိုင်းတန်ဃာတွေကရွတ်ဖတ်ပြီးတော့ပြန်နေရတာအခုခေတ်လိုစာအုပ်ရှိတာမဟုတ်ဘူးစာအုပ်ထဲမှာရေးထားပြီးပြီဆိုရင်ကိစ္စမရှိဘူးစာအုပ်ထဲမှာမရေးရသေးခင်ခေတ်ပေါ့ကြောက်တဲ့အခရာတို့ပေတဲ့အခရာတို့စက္ကူပေါ်မှာမတင်ရခင်ခေတ်တုန်းကတန်ဃာတွေကဟာဒီဘုန်းကြီးတို့ပရိယတ္တိစာပေကိုနှုတ်ထဲမှာပဲဆောင်းထားကြတယ်နှုတ်ထဲမှာဆောင်းထားတော့ကြာရင်မေ့မှကြောက်လို့ဗာပြည့်တယ်ဒီစာကိုနေတိုင်းအခေါက်ခေါက်အထက်ထရွတ်ဖတ်ရတယ်အဲ့ဒီမှာဒုဗိကံတရကစိုက်တဲ့အချိန်နဲ့ကြုံတော့ကတန်ဃာတွေဘယ်လောက်ထိအောင်ဒုက္ခရောက်ကြတော့ဆိုလို့ရှိရင်ဒီပရိယတ္တိသာသနာကွယ်မသွားအောင်လို့စပြန်ရတဲ့အခါမှာဝမ်းထဲမှာပူတော့ဟိုသဲဆဆကရေနဲ့သဲနဲ့ရောနေတဲ့သဲတွေကိုဘိုက်ပေါ်မှာတင်းပြီးတော့အဲ့ဒီပရိယတ္တိစာပေတွေကိုအဲ့ဒီလိုတန်ဃာတွေကမပြောင်းမပြေအောင်အသက်ဆက်ပြီးတော့ရေတောက်ပြီးတော့ဘိုက်ပေါ်မှာသဲတင်ပြီးတော့ရွတ်ဖတ်ပြီးတော့ထိမ့်သိမ်းလာတာနောက်ပိုင်းကျတော့ဒီကိုတော်တွေပြန်တော်မူသွားရင်တော့ဖြင့်ပရိယတ္တိသာသနာပျောက်သွားတော့မယ်။ကိုင်ပေထက်အခရာတင်ကြသို့ဆိုပြီးတော့မှအဲ့ဒါပေရွက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။
ကြောက်ထက်အခရာတင်ညာတို့ဆိုပြီးတော့ကြောက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်အဲ့ဒီတဲ့တစ်ဆင့်မြင်လာတဲ့အခါကျတော့ကိုင်စက္ကူပေါ်ရေးပြီးတင်ညာဆိုပြီးတော့အဲ့ဒါစက္ကူပေါ်မှာရေးမှတ်ပြီးတော့တင်လာတဲ့အခါကျတော့အခုတို့တရားတော်မတွေတချို့ပုဂ္ဂိုလ်တွေပိဋကသုံးပုံလှူတယ်ပိဋကသုံးပုံလှူတယ်ဆိုတာအဲ့ဒါပဲပရိသတ်ကြီးဘုရားဟောပါဠိတော်တွေကိုစက္ကူထဲမှာရိုက်ပြီးတော့စာအုပ်ဖြစ်ထုတ်လုပ်ပါတယ်အဲ့ဒီစာအုပ်ဟာပိဋကသုံးပုံပဲတဲ့အဲ့ဒီစာအုပ်ထဲကရှိနေတဲ့စာပိုက်တွေဟာရှေ့ခေတ်ကဆရာတော်ကြီးများနှုတ်ထဲမှာရွတ်ပြီးတော့ဆောင်းထားတာပါဒါကြောင့်အဲ့ဒီလိုတရားတော်မတွေရှားပါလာတဲ့အချိန်မှာသံဃာတွေကိုမလှူနိုင်ဘူးဆိုရင်ရှေ့ခေတ်ကဆရာတော်ကြီးတွေရှေ့ခေတ်ကသံဃာတွေကတရားတရားကသိကောင်းတာတရားတရားကသိထက်တာဟိုတို့အသက်တည်ရင်သေသွားပလိတွေမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတော်အပြည့်စည်းမခံဘူးခဲ့ဆိုပြီးတော့အသက်နဲ့ကိုလဲပြီးတော့ပရိယတ္တိသာသနာကိုဆောက်ရှောက်တော်မူခဲ့ကြတယ်အခုခေတ်ကိုတော်တွေသာသာသနာနောက်ပိုင်းဆိုတာဒီတိုင်းပဲပြည့်တဲ့တရားတရားတွေကြာလာတဲ့အားပြော့လာတဲ့ခုခေတ်ကိုတော်တွေသာဆိုရင်တော့ဖြင့်ဟိုတရားတော်မတွေမှမလူတော့ပဲနဲ့ဒီစာကြက်နေလေအလကားပဲဆိုပြီးတော့မကြက်ကြမပြန်ကြမဆိုကြရင်ဒီပရိယတ္တိသာနာကွယ်သွားတာကြာပြီအဲ့တော့တို့ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးနားလည်အောင်ပြောမယ်ပရိယတ္တိသာနာကွယ်တယ်ဆိုတာစာတင်တိုက်တွေမှာပရိယတ္တိပို့ချနေတဲ့တန်ဃာတွေကိုတို့တရားတော်မတွေကအလေးဂရုမပြုဘဲနဲ့သံသင်္ကန်းကြောင်းစေပစ္စည်းလေးပါစာအုပ်စာရန်လိုအပ်တာကိုမထောက်ပံ့မဲနဲ့ဒီလိုပဲနေလာတဲ့အခါကျတော့ကိုတော်တွေဘာဖြစ်တုံးဆိုတော့လတ်လာပါမရတဲ့အခါကျတော့ကဲမရတော့ရတဲ့နည်းနဲ့တို့ရှာကြလိမ့်မယ်တဲ့ဘယ်လိုရှာကြမလို့ဆိုတော့ဘုန်းကြီးတို့ထေရဝါဒသာသနာကနေပြီးတော့မဟာယာနသာသနာဘက်ကိုကူးသွားတယ်မဟာယာနသာသနာဆိုတာကဘုန်းကြီးတို့ပြည်တိုက်ပြည်ရင်ဟောမယ်တိုက်ရိုက်တဆင်လုံးမယ်စေဝမန္တရားမန္တန်တွေမှုတ်ပြီးတော့ရွတ်ဖတ်တရဆယ်ပေးမယ်အဲ့ဒီလိုတွေဆောင်ရွက်လာကြလိမ့်မယ်အဲ့ဒီလိုဆောင်ရွက်လာကြမယ်ဆိုလို့ရှိရင်အဲ့ဒီနည်းကိုဘုန်းကြီးတို့စာပေများအတိုင်းအမနာနဲ့ပြောရရင်တော့အဲ့ဒါတမ္မာအာဇီဝနည်းမဟုတ်ဘူးတဲ့တမ္မာအာဇီဝနည်းနဲ့လလဘကိုရှာတာမဟုတ်ဘူးတဲ့မတရားသောနည်းဖြင့်ရှာတယ်လို့စာပေများဒီလိုသုံးတာရှိပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာကွယ်ကြောင်းထဲမှာလည်းလက်များအောင်ဖန်လလဘတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနည်းတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့တရားတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနည်းတွေနဲ့ပရိယတ္တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထံတရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနည်းတွေနဲ့တရားတော်မတွေထင်ကြည့်အောင်တရားဓမ္မတွေကိုယ်ွယ်စိကားအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘေဒတ်တွေပရိယတ္တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပရိယတ္တိသာသနာကွယ်သွားပြီသာမသိကြတော့ဘူးတဲ့ပရိယတ္တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစကွယ်မယ်ဘယ်ကျမ်းကစကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးရတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတဖြည်းဖြည်းနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်ပြီးဒီမှာ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွဲပြီးတော့ဧတတ္တိတဖြည်းဖြည်းနဲ့သုတ်တံကွဲမယ်ဝိနည်းကွဲမယ်ပိဋက3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွဲမယ်အဘိဓမ္မာကွဲပြီးတော့သုတ်တံတွေကွဲမယ်သုတ်တံကျမ်းတွေကွဲပြီးဝိနည်းကျမ်းတွေကွဲမယ်ဝိနည်းကျမ်းတွေသင်္ယံပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ္တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သာတဗေဒပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့သာတဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတထောက်လဲတာနဲ့နောက်ထောက်ကလိုက်လဲလာတာ
ပရိယတိသာသနာမရှိတော့ဘူးဆိုရင်ပရိပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပရိပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ဘေဒတေသာသနာဝန်ထမ်းရှင်ဟန်တွေအကျင့်ပရိပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲဆိုင်လို့ပဲတွေဆိုင်လို့လှုပ်ချင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သားသမီးတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုယ်ွယ်တာတော့ဗုဒ္ဓဘုရားပုံကိုယ်ွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္တဘာသာနာဆိုင်ကူတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးခေါင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သက်ကြည့်လိုက်စမ်းဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယာနတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းပေါင်းပြီးဝတ်တဲ့ဘုန်းကြီးကဝေးဒီလိုတွေကိုတို့လာတာဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတာသိသားပဲအဲ့ဒီမှာ TV ထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာအနိဒကံဆရာတော်နိဒကံဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေဆိပ်မှာဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယာနဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာကိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကံဆိုတော်ကြီးကမေးတယ်ကိုလူကိုလေသိမ်းမှလာကြိုတော့ကသင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကံဆိုတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့လူကြားတဲ့သွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုတယ်တဲ့လူကြားတဲ့မဟုတ်ဘူးကိုเจ้าမှာကိုဆိုတော့ကိုနေရင်လည်းနေတာပဲလို့ဆိုတယ်တဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နိဒကံဆိုတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကရုံးဒီလားရှင်အဲ့ဒါဘာလဲဒီလားရှင်ဒါငါသမီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည့်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည့်လိုက်ရင်ဒီလားရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားကြီးဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလူရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေဒကာတော်မတွေဘိုးလေဝသားတွေခေါင်းပြီးတော့ရာတိဥရုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလိုသေးလေတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ခြားသားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်တော်ပြုခြင်းတာမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲဧတရေသင်္ကန်းဟာခဏပတ္တင်ရခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှဒီသင်္ကန်းတွေကလက်သားလောက်လက်မလောက်သင်္ကန်းစလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ဘင်းထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ခသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝယ်ထားမယ်သင်္ကန်းစလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှသေသားရဲ့အဲ့ဒီအချိန်မှတော့မှတန်ခတ်တာဒေမာလို့
တန်ခါခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခါခုံကိုအာယုံပြုတယ်ဘာခုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတကွမှမရှိတော့အိမ်တော်ပြုတယ်တားမွေးတယ်ကျောင်းမှာပကက်တွေနဲ့ကလေးတွေနဲ့စူးညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်တဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်ရလုံရင်နဲ့တောတဲ့တောင်ထဲသွားရင်နဲ့ကလေးထိန်ရင်နဲ့ဘယ်နာမှပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိင်္ဂသာသနာကွယ်သွားပြီဘာသာရဏလိင်္ဂဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိင်္ဂသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာရဏဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုတ်တင်နာယုံမှာဝေရာဓာတ်တော်တွေဓာတ်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအတောကမင်းကြီးတို့ဘုရားဓာတ်တော်နဲ့ထေကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေရဘုံတို့ရှင်မောတော်တို့တိုက်ထီယိုတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားချွေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တည်ထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့ဆေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်တစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတိကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံဂယာဒေသမဟာဘောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိခံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့သာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြည့်တတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေအကုန်လုံးသူ့ဟာသူတကိုးနဲ့ပဲကောင်းငင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တသောမှရှိနေတဲ့နတ်တွေမြမတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးအိုအချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကပိဋကတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာဩရန္တိကောင်းစွာမသွေကိုကျွေး၍နေကြလေကုန်ပြီတကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပိဋကတ်ကြီးတယောက်မှမရှိတော့နတ်တွေမြမတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွတ်မဲ့တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွတ်ပြီးတော့ဘယ်ကိုသွားမလို့ဆိုလို့ရှိရင်အဲ့ဒီရုပ်ပါတော်ကြီးဟာကန္တာမာရဏတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲ
ဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပွားတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လေကန္နာမရဏတောင်းဟောကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကန္နာမရဏတောင်းဟောကြွသွားပြီးလိုက်ကြစို့လိုက်ကြစို့စัจ java လာပေါင်းတိုက်တောင်းကနတ်တွေမြမာတွေဟာအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ခန္ဓာမရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေတတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂတိဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုခွင်းတို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်။ဘာပွဲတယ်လဲ။အေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ခန္ဓာမရဏတောင်တော်ကြီးကိုပြန်သွားတာခန္ဓာမရဏတောင်မေဇုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးဟာနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့။အဲ့ဒီချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမဖြစ်နေရင်လည်းကောင်းမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘုရားကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံကြီးကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားဘုရားသားကြီးဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်ဘုရားမို့လို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင်ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုယ်နေရာလေးကိုရွေးထားတတ်မှတ်နေရာယူကြပါပါတယ်လေဘုရားသားကြီးကိုယ်နေရာလေးကိုတတ်မှတ်ထားနော်ငါပဲသွားငါဗမာသွားနေရမယ်ငါနေရဗမာလဲဒီဘဝကမနေလို့သိငါဘယ်ကိုသွားမလဲနတ်ပြည်ကိုရောက်သွားရင်တော့ဖြင့်နတ်တတန်းကတော့အလုံးရှည်တယ်ဗောဘိသကြီးအဲကြောင့်ဘုန်းကြီးတို့ဟောမှုပါတယ်တိရိယပပဒထေရပါဒံတရားတောင်ပီလာဆော်တော်ကြီးအကြောင်းဟာတောင်ပီလာဆော်တော်ကြီးတို့ဒါကြောင့်ရုပ်ကစိုးဘဝကိုဆူတောင်းတာကိုတောင်ပီလာဆော်တော်ကြီးကငါမနေလို့သိရင်တဲ့အလွန်တက်တန်းရှည်သောရုပ်ကစိုးနတ်မင်းကြီးငါဖြစ်ချင်တယ်တက်တန်းရှည်တဲ့ရုပ်ကစိုးနတ်မင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွားဖန်ဆင်းတာကြီးဖူးတွေ့ရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမဂရေပေါင်းတသိန်းကျွတ်တန်းဝင်ကြလိမ့်မယ်တရားပွဲလဲပြီးလဲပြီးတော့ဘေးသတ်တယ်နေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှို့ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဓာတ်လောင်နေမီးတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ပဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲဘာပရိနိဗ္ဗာန်စံတဲ့ပွဲအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေတဲ့သာသနာ5မျိုးကွယ်သွားပြီသာသနာဘယ်နှမျိုးပရိယတိသာသနာကွယ်ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်လိင်္ဂသာသနာကွယ်တဲ့ကဘုန်းကြီးယဟန်တာကသာမဏေဆိုတာဘယ်လိုမှမဘူးတွေ့နိုင်တော့ဘူးဒါကြောင့်မို့လို့จิตသားသာရိပုတ္တရာဘုရားရှင်ကိုရောမြတ်ကจิตသားသာရိပုတ္တရာသာသနာ5မျိုးလုံးကွယ်သွားပြီဆိုရင်လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြသညွန်ပြဆုံးမမဲ့ပုဂ္ဂိုလ်တွေလည်းမရှိတော့ဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့မဟာကန္တန်ဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိယများလားအပြစ်တွေအဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိယများလှအပြစ်တွေဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိယများလှအပြစ်တွေအဲ့ဒီတော့ကုသိုလ်မှအကုသိုလ်မှမသိတော့ဘူးတဲ့
မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုတ်ဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုစရိုက်တရား10ပါးလုံးထွန်းကားသွားပြီဒုစရိုက်တရားဘယ်နှပါးသူတတသူပတိကိုသူသားမယားစောကကာယကံ3ပါးမုဒ္ဒဝါဒပိတုနာဝါစာပူဇာဝါစာသမ္မာပလာပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုင်းထွားမယ်စကားကြံ့ကြံ့ဒါနနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ4ပါးဝစီကံဘယ်နှပါးကာယကံ3ပါးဝစီကံ4ပါးနောက်တကပိယတအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ3ပါးမနောကံဘယ်နှပါးပေါင်းရင်10ပါးပိယတတွေအဲ့ဒီဒုစရိုက်တရား10ပါးလုံးထွန်းကားပြီဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလဲလုံလာကြပါပိသတ်တွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုယ်ကြံရုပ်တွေကြံလာမယ်ဒေသံအာယုနာပိပရိဟာယမာနနံဝောနေနာပိပရိဟာယမာနနံတဲ့စိတ်ကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲကိုယ်ကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲစိတ်ရောကိုယ်ရောကြံမှတော့နှုတ်လဲကြံလာကြတယ်တဲ့အဲ့ဒီလိုရုပ်ကြမ်းစိတ်ကြမ်းကိုယ်ကြမ်းဘုန်းကြီးတို့ပြေးတာအဲ့ဒီခက်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခက်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာကြည်တာရုပ်လည်းကြမ်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာမျက်နှာထားကြီးတင်းပြီးတော့ခါမျက်ထောက်ကြီးနေပြီးတော့ရုပ်ကြမ်းလာဘလောက်ငကိုယ်တည်းကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါတည်းရုပ်ကကြမ်းသွားတာပဲဟိုခစ်ကောင်မပြောနဲ့အခုသာသနာမကုန်သေးဘူးသာသနာမကွယ်သေးဘူးသာသနာ1550ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်လားဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကြမ်းလာတဲ့အခါမှာရုပ်ကြမ်းလာတယ်စိတ်ကြမ်းရင်လည်းဗာကြမ်းလာတယ်ရုပ်ပါကြမ်းလာတာပါးစပ်ကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကြမ်းနေထုကြိုက်မယ်နဲ့မယ်ဆွဲလာရမ်းလာနဲ့ဒီလိုတွေဖြစ်လာတာဒါကြောင့်မို့လို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်တေတံအာယုနာပိပရိဟာယမာနံဝန္နေနပိပရိဟာယမာနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကြတော့အသက်တူပြီအဲ့တော့လူတွေရဲ့တက်တန်းဟာဘုန်းကြီးတို့ပြည်သားရဲ့ဘုန်းကြီးကြော်ပြောလိုက်တော့မယ်လူတွေရဲ့တက်တန်းဟာလေဘယ်လောက်ထိအောင်ကိုတက်တွေဆုပ်ယုပ်သွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတ္တိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိကောဘေခဝေသောဘဝေတတိခောဘေခဝေသောယံဣမေတံမနုဿာနံသတ္တဝတ္တယုခဗုဒ္ဓံဘဝေတန္တိဓာတဝတ္တယုကေတုဘိက္ခွေမနုဿေတုပိစဝတိကကုမာရိကအလံပတေယံဘဝေတန္တိဘေကဝေယံတို့မြဥจิตတို့ဣမေတံမနုဿာနံအတ္တိလူတို့ရဲ့ဓာတဝတ္တယုက10နှစ်အသက်ရှိကုန်သောတတန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တဲ့သူဘုန်းကြီးတို့ဆုတ်လာတဲ့တတန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းကြီးတို့ပြည်သားယာတန်းမှာပွင့်တာဘုရားဘယ်လောက်တန်းမှာပွင့်လဲဘုရားယာတန်းမှာပွင့်တာအခုဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း2500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း2500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့100တဲက25နှုတ်တော့ဘယ်လောက်ကျန်လဲဟောဘုန်းကြီးတို့နေတာ85နှစ်တန်း85နှစ်တန်းကနေအနှစ်1000ပြည့်လို့ရှိရင်ဆုတ်အောင်မဲ့တစ်နှစ်အဲ့လိုနဲ့ဆုတ်သွားတာ85တန်းကနေ84နှစ်တန်း84နှစ်တန်းကနေပြီးတော့ဆုတ်သွား83နှစ်82နှစ်81နှစ်80အဲ့ဒီလိုတခါတည်း80ဆိုတာအသက်ကြီးဆုံးပဲအဟိုးဘွားအဲ့ဒီကနေဆုတ်69ဆိုတော်တော်ရှားပြီမရှိတော့ဘူး69ကနေဆုံးသွားတာ50ကနေဆုတ်အသက်စိတ်ကနေဆုတ်အသက်20ဆိုရင်အဖိုးကြီးဖွားကြီးဖြစ်ပြီတဲ့အဲ့ဒီအသက်20ကနေဆုတ်သွားတာဘယ်လောက်ထိတော့10နှစ်တန်းနဲ့ဘယ်လောက်တည်းလဲဘေးတိုင်းဘေကဝေယံတို့များဥจิตတို့ဣမေတံမနုဿာနံအဲ့ဒီ10နှစ်တန်းလူတို့ရဲ့ဓာတဝတ္တယုက10နှစ်အသက်ရှိကုန်သောပုဒ္ဒါသာသမီတို့သည်ယံယသမိန်ကာလေအကျင့်ကာလ၌ဘဝေတန်တိဖြစ်ကုန်လက်တံဘေကဝေယံတို့များဥจิตတို့ဓာတဝတ္တယုကေတု10နှစ်တန်းကိုရောက်ကုန်သောမနုဿေသူလူတို့သည်ပင်စဝတိကာ9နှစ်ရှိကုန်သောကုမာရိကာတထိုသမီးတို့သည်အလံပတေယံယောက်ျားပေးသားခြင်းကသင်ကုန်သည်
ဘဝေတန်တိဖြစ်ကြပြီလိမ့်မယ်လို့ဘဂဝါဘုံတော်6စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါစာကရုဏာစေတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းငါနဲ့သားငါနဲ့သမီးအိမ်အောင်ပြုကြလိမ့်မယ်ဇဏ္ဍတန်းကတိတ်ကြောက်เสียကောင်းတယ်ပြေးတိုက်ဘုန်းကြီးတို့ပြေးတာအမြင်တော့မြင်ကြည့်တာရှင်ဗျာငါနဲ့သမီးငါနဲ့သားဘယ်လိုလုပ်ပြီးတော့အိမ်အောင်ပြုမှလဲအခုငါနဲ့ကလေးတွေတပည့်တော်တို့ဒီကလေးနဲ့သွားမနိုင်နဲ့ပြေးတိုက်ဟိုဇဏ္ဍတန်းကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးအဲ့ဒီဇဏ္ဍတန်းကိုမပြောပါနဲ့အခု85နှစ်တန်းမှာတော့မှကလေးတွေအသိဉာဏ်တိတ်ကိုထက်လွန်အားကြီးတယ်ကလေးတွေအသိဉာဏ်တိတ်ကိုရှေ့ရောက်လွန်အားကြီးတယ်တချို့ကလေးတွေဟာဘုန်းကြီးတို့ဒကာကြီးတွေဓမ္မကြီးတွေငယ်ငယ်ကအသိဉာဏ်နဲ့တခြားကြည့်ကလေးတွေကတိတ်ပြီးတော့အသိဉာဏ်နဲ့တိတ်ထက်လွန်အားကြီးနေတယ်ဘာပဲဖြစ်ဖြစ်ပေါ်လေအသိဉာဏ်နဲ့ပတ်သက်ရင်တို့ကကိုယ့်ထက်ကိုသာတဲ့ခါရှိနေကြတယ်အဲ့တော့မြတ်စွာဘုရားဟောတာခဲ့တာဘုရားရဲ့ဘုရားတို့မြည်သူမှာဧကဝဆနတခွန်းဤတော့စကားပဲပြောမယ်စကားနှစ်ခွန်းဘယ်တော့မှမပြောဘူးဒါကြောင့်9နှစ်သမီး9နှစ်သားအရွယ်မှာအိမ်အောင်ပြုကြလိမ့်မယ်တဲ့အသက်အကြီးဆုံးဟာ10နှစ်ပဲတဲ့အဲ့ဒီခါကျရင်ဘုရားတည်းရင်ဘာဖြစ်လာမလို့ဆိုလို့ရှိရင်ကတ်ကြီး3ပါးပေါ်လိမ့်မယ်ကတ်ကြီးဘယ်နှပါးဘုန်းကြီးတို့ဘုရားကြားဘူးလိမ့်မယ်ကတ်3ပါးရပြည့်7ပါးရန်သူမျိုး5ပါးကြားဘူးလားဒါမင်းကတ်ဆိုတာပါလေဒါဘုန်းကြီးတို့ဒါလေးကိုစီစေးအောင်ကတ်ကြီး3ပါးတဲ့ကတ်ဆိုတာပျက်စီးခြင်းကိုကတ်လို့ခေါ်တယ်တတ္တဝါတွေပျက်စီးခြင်း3ပါးနဲ့ပျက်စီးပြီးတည်ကြည်ကြတာကိုကတ်ဆိုင်တယ်တဲ့။ဘာဆိုင်တယ်တဲ့။ဒါမြင်ရင်ကတ်ဆိုင်တယ်ဆိုတာဘယ်လိုဟာမျိုးလဲနံပါတ်1အငါဘေးဆက်ရောက်လာခြင်းအဲ့ဒါကိုဒုဗ္ဗိကံတရကနောက်တခါနံပါတ်2သတ္ထံတရကဒီတဲ့ယောဂဆန်းတဲ့အခုဘုန်းကြီးတို့85နှစ်တန်းတွေကိုယောဂဆန်းတွေကဘုရားဟောပါဠိတော်ကိုထောက်ခံနေတယ်လက်နဲ့ဆန်းနေလည်းပဲအခုထောက်ခံနေပြီဘုံလေးတွေတေးသေးလေးတွေနဲ့ပေါက်လိုက်ရင်ညီလိုက်ရင်အခြေကြီးဘာမှမရှိတဲ့ဘောပင်လေးလောက်ရှိတဲ့ချိန်ကိုက်ဘုံတစ်ဘုံကလည်းပဲလူတွေမြောက်များစွာကိုတည်ကြည်ပျက်စီးနိုင်ပါတယ်အဲ့ဒါတွေကလက်နဲ့ဆန်းနေပေါ်လာတာဘာတွေပေါ်လာတာလဲလက်နဲ့ဆန်းနေပေါ်လာတာကိုတတ္တန္တရကတ်လို့ခေါ်ပါတယ်ယောဂဆန်းနေပေါ်လာတာကိုတော့ရောဂန္တရကတဲ့ကတ်ကြီး3ပါးကတ်ကြီးဘယ်နှပါးလဲကဲယောဂဆန်းနေပေါ်လာတာအခုလက်တွေ့တွေကိုဘုန်းကြီးတို့ပြည့်တာပေါင်းတော်ကောင်းတို့ကြက်သားမစားရဘူးကြက်ဥမစားရဘူးဘာဖြစ်လို့လဲကြက်ငှက်တုပ်ကွေးယောဂတဲ့ယောဂဆန်းပေါ်လာပြန်ပြီဩအခုအသက်ရောင်အတဝါဘီပိုးတဲ့အကင်ဆာယောဂတဲ့ AIDS ယောဂတဲ့အိုးမင်းတို့မင်းကြီးတို့ခေတ်တုန်းကသီဝမင်းတို့ခေတ်တုန်းကမေ့ကြည့်သားမလား AIDS ရဲ့ယောဂကြားဘူးလားဆိုသီဝမင်းကြီးကပြောမှာပေါ့ဘာယောဂလဲသိဘူးတို့ဟောဘာကြလေးတို့လည်းမြန်မာနိုင်ငံမှာဒီယောဂဆိုကြီးတွေဝင်လာတာ AIDS ယောဂတို့အသက်ရောင်တဝါဘီပိုးတို့အခုပါလဲကြက်ငှက်တုပ်ကွေးယောဂတဲ့ဟာနောက်ဘာတွေပေါ်လာမနားထောင်နေပြေးစားရေးရှေးလျှောက်လေယောဂဆန်းနေပေါ်လေရှေးလျှောက်လေယောဂဆန်းနေပေါ်လေအဲ့ဓာတွေကဘာဖြစ်လို့လဲလူတွေရဲ့စိတ်ဓာတ်လူတွေရဲ့ကိုကျင့်သီလပေါ်မှာအများကြီးမူတည်တယ်သီလတရားတွေပြက်လာကြပြီကိုကျင့်တရားတွေပြက်လာကြပြီဆိုရင်အဲ့ဒါကတ်ကြီး3ပါးဆိုက်လိမ့်မယ်တဲ့ယောဂဆန်းနေဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီတော့ကောင်းပြီဘေးတတ်တွေအဲ့ဒီကတ်ကြီး3ပါးဆိုက်တဲ့အခါမှာငတ်လို့သေတဲ့လူတွေဒုဗ္ဗေကံတရကဆိုက်လို့သေတဲ့ပုဂ္ဂိုလ်တွေသေပြီးဒီနောက်မှာဘယ်မှာသွားဖြစ်မလို့ဆိုရင်ပိဋ္ဌာဘုံမှာသွားဖြစ်မယ်ဘယ်ဘုံမှာသွားဖြစ်မလဲဟောအဲ့ဒီစနေတန်းရောက်လို့ရှိရင်သွားရမယ်လမ်းကိုကိုယ့်အကူသိထားပြီးသားတယ်ဒုဗ္ဗိကံတရကဆိုက်လို့ငတ်မော့ခေါင်းမတဲ့ဘေးကြီးဆိုက်လို့သမင်းမစားရဟင်းမစားရပဲနဲ့အဲ့ဒီလိုအစာငတ်မော့ခေါင်းမတဲ့ဘေးကြီးဆိုက်ပြီးတော့သေကြတဲ့လူတွေဟာဘယ်ဘုံမှာသွားဖြစ်မလို့ဆိုပိဋ္ဌာဘုံတဲ့လက်နဲ့ဆန်းတွေနဲ့လက်နဲ့ဘေးနဲ့သေတဲ့လူတွေကဘယ်မှာသွားဖြစ်မလို့ဆိုရင်ငရဲဘုံမှာတဲ့ဘယ်ဘုံမှာတဲ့လဲငရဲဘုံမှာတဲ့ယောဂဆန်းတဲ့သေတဲ့လူတွေကတော့သေသားရဲ့နတ်ပြည်မှာသွားဖြစ်မယ်တဲ့ဘယ်မှာသွားဖြစ်မယ်တဲ့လဲကတ်ကြီး3ပါးဆိုက်တဲ့အခါမှာရှစ်ကတ်2ပါးကငရဲဘုံနဲ့ပိဋ္ဌာဘုံဘာဘုံနဲ့ဘာဘုံလဲ
နှစ်တန်းရောက်လို့ရှိရင်အဲ့ဒီကတ်ကြီး3ပါးတပြိုင်တည်းစိုက်တာနဲ့တကက်ကတ်နဲ့မိတဲ့ပုဂ္ဂိုလ်ဟာဒုဗိကံတရကတ်နဲ့မိတဲ့ပုဂ္ဂိုလ်သေရင်ငရဲပိဋ္ဌာဘုံသွားမယ်တတ္ထံတရကလက်နဲ့သေတဲ့ပုဂ္ဂိုလ်တွေဟာသေရင်ငရဲကိုသွားမယ်ယောဂါတွေဖြစ်ပြီးတော့ယောဂဆန်းတွေဖြစ်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေကတော့နတ်ပြည်ကိုသွားမယ်တဲ့ဘယ်ပြည်ကိုသွားမယ်လဲကဲတကယ်လို့များဘုန်းကြီးတို့10နှစ်တန်းကိုရောက်ခဲ့ရင်10နှစ်တန်းမှာလူဖြစ်ခဲ့ရင်ဘုန်းကြီးတို့ပြည်သားတွေဘာနဲ့သေတာကောင်းလဲအမေတဲ့ဟုတ်ပါယောဂဆန်းနဲ့သေတာကောင်းတယ်တဲ့အဲ့တော့ဒီနေရာမှာထေရဆရာကပြောတယ်ပြည်သားကြီးလူတိုင်းတော့မဟုတ်ဘူးတဲ့လူတိုင်းတော့နတ်ပြည်ကိုမရောက်ဘူးတဲ့ဘယ်လိုလူမျိုးတွေတုံးဆိုတော့ယောဂဆန်းနေဖြစ်ရောယောဂဆန်းနေဖြစ်တဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့ဩငါတို့ယောဂဝေဒနာတွေခံစားရလို့ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်မဆင်းရဲတယ်လို့သူများတွေမခံစားကြပါစေနဲ့သူများတွေငါတို့ဖြစ်တဲ့ယောဂကြီးမဖြစ်ကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာပို့ရင်းနဲ့မေတ္တာစိတ်နဲ့သေမှနတ်ပြည်ကိုသွားတာ။ဘာစိတ်နဲ့သေမှတယ်လဲ။ငါမို့လို့ဒီယောဂဖြစ်ရလားဆိုပြီးတော့ဒေါသစိတ်နဲ့သေရင်တော့ဖြင့်ငရဲပြည်သွားမှာတဲ့။ဟုတ်လားဘုရားကြီး။ယောဂဆန်းတဲ့သေတိုင်းလည်းပဲနတ်ပြည်ကိုမသွားပါဘူးတဲ့ထေရဆရာကဖွင့်ထားတာရှိတယ်။အဲ့တော့ယောဂဆန်းတဲ့သေရတာကောင်းတယ်လို့သွားမလုံးနေနဲ့ဟုတ်ယောဂဆန်းနဲ့သေတော့ယောဂဆန်းနေဖြစ်လာတဲ့အချိန်မှာမေတ္တာစိတ်လေးမွေးလိုက်တဲ့။ဘာစိတ်လေးမွေးလိုက်လဲ။အေးငါဖြစ်တယ်လို့မဖြစ်ကြပါစေနဲ့ငါကိုယ်စိတ်နဲ့ပါဆင်းရဲနေတယ်လို့ငါပင်မနွမ်းနေတယ်လို့တတ္တဝါတွေဒီယောဂဝေဒနာတွေမဖြစ်ကြပါစေနဲ့ဒီယောဂဘေးကြီးကလွတ်မြောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်မေတ္တာစိတ်နဲ့နေပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်မှနတ်ပြည်ကိုသွားမယ်။ဘယ်ကိုသွားမယ်။နတ်ပြည်ကိုသွားမယ်။လူပြည်လောကကကြီး3ပါးစိုက်ပြီးဆိုရင်နတ်ပြည်ကဝိတကြုံနတ်သားကလိုက်ပြောတယ်တဲ့ပြည်သားကြီးကကြီး3ပါးစိုက်တဲ့အချိန်မှာနတ်ပြည်ကနေပြီးတော့ဝိတကြုံနတ်သားကလူပြည်ကိုဆင်းလာပြီးလိုက်ပြောတယ်ဟေးတိုင်းသူပြည်သားလူအများတို့9ရက်အတွင်းမှာဒီထက်ကြီးမားတဲ့တတ္ထံတရကကြီးပေါ်လာလေဦးမယ်လူတွေချင်းချင်းတတ်ကြလိမ့်မယ်မမြင်ရအောင်တောထဲမှာသွားပုန်းနေကြတောင်တွေထဲမှာသွားပုန်းနေကြခူတွေထဲမှာပုန်းနေကြ9ရက်တိတိလိုက်ကြင်ညာတာလဲလောကကြီးကိုလှည့်ပြီးတော့ဝိသကြုံနတ်သားကကိုထင်ရှားပြပြီးတော့ခြံနေတာမှာဟေးပုံညာဟာ9ရက်နေလို့ရှိရင်လက်နဲ့အထူးရှာစရာမလိုဘူးပရိသတ်ကြီးငါလက်ပြပုံလိုချင်လိုက်တာလို့စိတ်ထဲကတန်းတလိုက်တာနဲ့လက်ထက်မှာလက်ပြပုံလိုနေရောက်လာတယ်ဒီလက်ပြပုံနဲ့ဒီလူအုပ်ထားတဲ့ငါပြစ်ထက်ချင်လိုက်တာဆိုလက်လေးမြောက်လိုက်တာနဲ့လက်ပြပုံကြီးကခါမြောက်သွားပြီးတော့ဝုန်းဆိုကြားပြီးအကုန်သိကုန်တာတဲ့အဲ့ဒီလောက်ထိအောင်ကိုပြင်းပြင်းထန်ထန်နေဖြစ်မှာဒါကိုနတ်ပြည်ကနတ်တွေကသိတယ်သိတဲ့အခါကျတော့ဂိုင်းမဖြစ်ချေဘူး9ရက်အတွင်းပုံနေကြဟာဆိုပြီးတော့လိုက်អော်တော့ယုံတဲ့လူတွေကပုံတယ်မယုံတဲ့လူတွေကမပုံဘူးတယောက်နဲ့မျက်နှာချင်းဆိုင်လို့မရဘူးနော်မမြင်အောင်ပုံနေဘယ်လောက်ပုံရမလို့ဆို9ရက်ပဲပုံရမယ်ဘယ်နှစ်ရက်ပုံရမလဲအေးအဲ့ဒါနတ်អော်သွားပြီးတဲ့အချိန်ကဝိသကြုံနတ်သားကြီးနတ်ပြည်ကနေဆင်းလာပြီးတော့អော်သွားတဲ့အချိန်ကစပြီးတော့ပုံရင်ပုံမပုံရင်နေတယောက်နဲ့မျက်နှာချင်းဆိုင်လို့မရဘူးတဲ့တွေ့တာနဲ့တတ်ချင်တဲ့စိတ်ပဲပေါ်လာတာပဲတတ်ချင်လည်းပဲဓာအိမ်ကားနဲ့သွားဆွဲယူနေနေဒီကောင်းကောင်ကဓာနဲ့ထိုးသားချင်လိုက်တာလို့စိတ်ထဲကကြံစီလိုက်တဲ့လက်ထဲမှာဓာအလိုလိုနေရောက်လာတယ်တဲ့ဘလောက်ကြောက်ဖို့ကောင်းတော့ဆိုတာဒါကြောင့်မို့လို့အဲ့ဒီလိုဘေးကြီးမျိုးနဲ့မကြုံရအောင်လို့ဘုန်းကြီးတို့ဖျားရှိခိုးတိုင်းဗုဒ္ဓဘာသာတွေဆုတောင်းတာကတ်3ပါးဗါလည်းပရိသတ်ရဲ့ရပ်ပြီး7ပါးဟုတ်တယ်မို့လားကျန်သူမျိုး5ပါးဒါကြောင့်အဖိုးတွေအပွားတွေအဖေတို့အမေတို့ကိုသွားကြတော့ရင်ဗာပြောလေအေးကကြီး3ပါးကလည်းလွတ်မြောက်နိုင်ကြပါစေအနာမျိုး96ပါးလည်းကင်းကြပါစေဖိုးတွေဖွားတွေဆုမပေးဘူးလားအမေတို့ဖေတို့ဆုမပေးဘူးလားပရိသတ်ရဲ့အေးဒါကြောင့်ကကြီး3ပါးဆိုတာအဲ့ဒါပြောတာအဲ့ဒီကတ်နဲ့သွားဆိုင်တဲ့အချိန်မှာဘုန်းကြီးတို့ကလည်းလူသွားဖြစ်တဲ့အချိန်ဆိုရင်တော့ပရိသတ်စဉ်းစားလို့ကိုမရအောင်ပဲကဲအဲ့ဒီတော့9ရက်ပြည့်တဲ့အခါကျတော့တောတဲ့တောင်ထဲမှာပုံနေတဲ့လူတွေထွက်လာတော့လူနည်းစုပဲကြံတော့တယ်လောကကြီးတစ်ခုလုံးအလောင်းချင်းကိုထပ်နေတာတခါတည်းတယောက်နဲ့တတ်ကြဖြတ်ကြအဲ့ဒါတတ်ထံတရကအကြီး9ရက်တိတိဖြစ်မှာလေ
ကြိုက်တဲ့လက်နဲ့တာတောင်းလိုက်စားအနုမြူဘုံငါလက်ထက်ရောက်တယ်ဆိုဘုံဆိုရောက်လာတာလေတဲ့ကံများဟာဘလောက်စမ်းကြဲတုံးဆိုတာကာမဝိပါကောအစိန်တိရောလို့ဆိုတဲ့အတိုင်းအဲ့ဒီတော့9ရက်ပြည့်တော့တောတဲ့တောင်တွေကထွက်လာတဲ့လူတွေကကြည်ပြီးတော့စိတ်မကောင်းနေဖြစ်ကြလို့ဩလူတွေချင်းချင်းတပ်ဖြတ်ကြနေကြပြီကြီးစံအလောင်းနေကြီးပဲကြံနေတော့တယ်ဒါဟာဒေါသတရားကြောင့်လောဘတရားကြောင့်ဒီလိုဖြစ်ရတာပါလားလို့ဆိုပြီးတော့တတ္တဝတ္တယုကေသောဘိကဝေမနုဿေတုတတ္တဟံတတ္တန္တရာကဝဘဝေတတိတေအညမေညာပိမိဂတင်ညာပတိလဘိတန္တိတေတိနာနိတထာနိဟထေတုပါတုဘဝေတန္တိတဲ့လူလို့တော့မထင်တော့ဘူးတဲ့သားခေါင်လို့ထင်ပြီးတော့မုတ်ဆိုးဟာသားခေါင်ကိုပြည့်တယ်လို့မိဂတင်ညာသာသမင်ဆိုတော့အမတ်ကိုပတိလဘိတန္တိရကြလိမ့်မယ်တေသံထိုလူတို့သည်တိနာနိထက်လာသွားသောအစွမ်းထက်တဲ့တိနာနိထက်လာသွားသောတတ္ထာနိလက်နဲ့တို့သည်ဟထေတုလက်ထုံ၌ပါတုဘဝေတန္တိစိတ်ကကြံစီတောင်းတလိုက်တာနဲ့လက်ထဲမှာထင်ရှားမဲ့သွေးဖြစ်ပေါ်၍လာပါလိမ့်မယ်လို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းတေတိနေနသတ္ထေနဧတမိဂောတိအညမညာဇီဝိတံဝရောပတ္တိလူလို့မထင်တော့ဘူးဒါသမင်ကွာသတ်ကွာဒါနွားကွာသတ်ကွာလူလို့မမြင်တော့ဘူးလေမျက်လုံးတွေဘလို့တွေဖြစ်ကုန်လဲမသိဘူးခါအဲ့မှာသတ်ကြဖြတ်ကြနေ9ရက်တိုင်သွေးချောင်းစီလို့အလောင်းချင်းထတော်တဲ့တောင်ထဲမှာပုံနေတဲ့လူတွေတော်တဲ့ကထွက်လာတဲ့အခါကျတော့မှတွေ့ပြီးတော့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဒါအကုသိုလ်တွေထွန်းကားလို့ဖြစ်တာလူတွေကိုကြမ်းနှုတ်ကြမ်းစိတ်ကြမ်းနေဖြစ်လို့ဒါတွေဖြစ်ကြတာအဲ့ဒီတော့ငါတို့ကိုမကြောက်အောင်ထိန်းကြသို့နှုတ်မကြောက်အောင်ထိန်းကြသို့စိတ်မကြောက်အောင်ထိန်းကြသို့ဆိုပြီးတော့ဘေဒတ္တေဘယ်သူမှမဟောမပြောရပဲနဲ့တဲ့ဆယ်နှစ်တန်းကလူတွေကာယကံတွေပြန်ထိန်းတဲ့ဝစီကံတွေကိုပြန်ထိန်းတဲ့မနောကံတွေကိုပြန်ထိန်းတဲ့ကာယကံနဲ့မကောင်းတာမလုပ်တော့ဘူးသူများတဲ့မတတ်တော့ဘူးသူပစ္စည်းမခိုးတော့ဘူးသူသားမယားမစော်ကားတော့ဘူးကာယကံ၃ပါးဝစီကံ၄ပါးမုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသမဗလာဗလိန်ပြောတာဆဲဆိုတာတိုင်းထွာတာကြမ်းကြမ်းတန်တန်စကားတွေပြောတာမလုပ်တော့ဘူးတဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းပြီးတော့နေလာလိုက်တာ10နှစ်တန်းကနေသက်တမ်းတွေပြန်တက်လာအနှစ်20အနှစ်20ကနေပြီးတော့သက်တမ်းတွေပြန်တဲ့အနှစ်30 40 50 60အဲ့ဒီကနေသက်တမ်းတွေတဖြည်းဖြည်းနဲ့လူတွေပြန်ပြီးတော့အသက်တွေရှည်လာလိုက်ကြတာလူတွေရဲ့အသက်3သိန်းတန်းမှာတဲ့အသက်3သိန်းထိအောင်တဲ့ဘယ်ထိအောင်ပြန်တက်လာလဲဒီဒေသနာကိုဘုန်းကြီးတို့ပြတာအစဉ်တိုင်းမှတ်ကြည့်နော်ဘုန်းကြီးတို့က85နှစ်တန်းကနေပြီးတော့ဆုတ်သွားလိုက်တာ10နှစ်တန်းဘယ်လောက်လဲပြတာ10နှစ်တန်းကနေပြီးတော့သက်တမ်းတွေပြန်တက်လာတာ3သိန်းတန်းဘယ်တန်းထိအောင်လဲဈာတ်မှာကဘာမပြတ်ဘူးကဘာပြတ်သလားကဘာပြတ်တယ်ဆိုတော့ကောင်းကင်ကနေထွက်ပြီးတော့တခါတည်းကဘာကြီးမိလောင်တာကိုကဘာပြတ်တယ်လို့ခေါ်တာဒါကြောင့်ကဘာမပြတ်ဘူးပြည့်တာရဲ့တချို့ကဘုံဒီပါမတိနဲ့ဟာသာသနာ9000ပြည့်ကဘာကြီးပြတ်မှာတဲ့ကဘာကြီးမိတွေလောင်မှာတဲ့မဟုတ်ဘူးကဘာလုံးဝမပြတ်ဘူးကဘာပြတ်လို့လည်းမရဘူးဒီကဘာကဗတ္ထကဘာလို့ခေါ်တယ်ဘာကဘာလို့ခေါ်လဲဘုရား9စုပွင့်တဲ့ကဘာကိုဗတ္ထကဘာတဲ့သာရကဘာတဲ့မန္တကဘာတဲ့ကဘာတွေကလည်းသူ့နာမည်တွေနဲ့သူရှိတာဘုန်းကြီးတို့နေတဲ့ကဘာကြီးကဗတ္ထကဘာကြီးဗတ္ထကဘာမှာဘုရား9စုမပြည့်မချင်းဒီတိုင်းသွားနေမှာအခုကကုသနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောဏကမနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကသဗ္ဗဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောရမဘုရားပွင့်တော်မူတယ်ဒီကဘာမှာဘုရားတဆူပွင့်တိုင်းသာသနာထားခဲ့တဲ့သာသနာကုန်ရင်ဆုံးမမဲ့လူမရှိရင်သာသနာတော်ကြီးကွယ်သွားတယ်နဲ့လူတွေတက်တန်းနေတိုးသွားမယ်တက်တန်းနေတိုးပြီးတော့ခုနကတော့ပြောတယ်ကကြီး3ပါးစိုက်တယ်ကကြီး3ပါးစိုက်ပြီးတော့တောတဲ့တောင်တွေကပြန်ထွက်လာကြမယ်လူတွေတက်တန်းပြန်ပြီးတော့ကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းတယ်တက်တန်းတွေပြန်တိုးပြီးတော့ရှည်လာတယ်အဲ့ဒီလိုရှည်လာရင်ကနေပြီးတော့အခုတက်တန်းဘလောက်တန်းလုံးဆိုလို့ရှိရင်တဲ့လူတွေအသက်3သိန်းသားမှာအဘွားအသက်ဘယ်လောက်ရှိပြီတော့ဆိုငါအသက်3သိန်းအဖိုးအသက်ဘယ်လောက်ရှိပြီတော့ဆိုရင်ငါအသက်3သိန်းပြည့်ဖို့လို့တစ်နှစ်ဖဲလို့တော့တယ်အဲ့ဒီလိုလူတွေအသက်3သိန်းတန်းမှာအယံဗာရာဏတိကေတုမတိနာမှာရာဇဌာနီဘဝေတတိ
Cheta Dari Bodara the Media Bodawin Yasabia, Honida, Shenari Bodara Shaulo, Badu Shaulo, Horaga Nijora Jama Honida, Vejama Honida. Koremeji Tengan Lulo, Azita Yahanga Tenga Lukanlo, Didia Honida Mola Vidai. Erima Yazabia Goramiaga, Cheta Dari Bodara, Ayara Arambara Nadi. Hori bara nadi kore shemyo doji di ketu medina maraza thani boy dadi ketu mati lo kore piji phit aung me aku nga phaya let phet ma ro bara nadi lo kore myo ha naw ta chain ja lo shin lu de tat tan ta tain tan yaw lo shin bara nadi so de namal pyauk pi do ketu mati lo kore nebi doji phit lai me de takha de myat swa bhaya ka myo namal ma pyo twa da Eri Kedu Metilo Kore Nibi Rojima, then Kalo Kore Sajamini, Polime, Mibia Kauniga with Aka, Bado Bonga, the town Remedia Bodo in Diga, Sa, Myoga, Kitu Matide, Bamule. Tell me also Melo de Shiminiga, Sajamin, Namega, then Kalo Kore Sajami, Mibia Kauni Namega with Aka. Poilo Bowayo Jaumaji and Namajin, with that card. Taro Balaushim and Taro Wanga the town. Gay Dumadi Myogo Chaya Dade, Myo a Chaya Bonga Shadon a leader. Gay Dumadi Myoye Alagoma, Yerana Konabane, Bizone, Saja, Yerana Piata Yiniha, Tenka Saja Mini, she Bono, Bova Bido, Layare. Eddie Saja Yerana Yemian Yiha, Lude, Messine, Saibiro, Chiro, Maya, a young Awari Tawny. Sajamini, Kedumri Myoye, Bayan Sajamini, the Kogu, Erima Yasaviaga, Yopianida. Yo Legama Yerana Konabane, Bizone, Saja Yerana Piata Yini, Poleme, Eddie Piata Sauniha, Lude, Mielone, Chilo Maya, Yawarega, they talk there. Eddie Saja Yerana Yemian Yiga. Tap out the Yashi did it. Allows it every day. Tap out the Yashi. Eri Piata Saunia, the Sajamini, Teka Sajamini, Tima Tabi, also Memlo Kinoga, Pama Mionida, those Kinga Mietema Mionida. Kinga Mietema Mionida, Tenka Sajamini, Bunkan Jok, Yamido Polaya. Tamilo say, Eri Saja Yeranaji, Paisinga, Baduro Solo, Mahapanara, Mene. Eri meni a hori kedu meri myoma be so sangera. Era tu let theka shi ke de Pyata Sauni Saja Yerana ji. Era ji ka bhoino pye da ye Mahapanara meni Naywa san kano gung twa de akha ja do. Eri Saja Yerana ji ka tu alu alayauk be pyauk twa pi do Kinga myet the ma twa myong nida. Mahapanara meng ka eri Saja Yerana be nga ya do so taja meng ka Wittajona ta ko phan sin khai na. Poniro Sashi, the Lumen Bonjiro, Name Manera, Pamen Bonjiro, Pamen Manera. Eh, Lumen Bonjiro, Name Manera, so that I add the Jaminiga, Mahapanara, many Sibulu, Sobiro, attack the Yasi, the Saja Yaranaji, Panzim Birada. Babilo, the Jaminiga, attack the Yasi, the Piata Sauni, Panzim Bia, the Lelo, so yene, Mahapanara, many Shibuaga, located Kudu. Shibuaga Bagudo located Dolo Soro Bedai. Shibuaga Donga, Chutan, Yesaya Vido, at that we are a Lucia Chikure. Tafanea, Dore Doyene, Pisiga Boda Bago, Puduya. Puduya, Kajara, Edima, Chuyone, Tapandari, and Diamo Johnny the John South Bido. At that is of Bisidi Badovin, South Tauban, Dudangera, Tafanea, Mahabanara, Mini, Detalanga Leve. Era Juyone, Tapandari, they were more Johnny, Kulo, Otai Devani, South Amobu, the Villa Medina, Mobu, Dorema, Pisiga Boda, Duelo, Gino Yen, and South Bido, Lugere, Guduha. Tapaneo, Devare, Kajara, Nabi, or Deadwara. A payload of Bugoga, Nabi, Manazin, Kanabido, Negere. Talo de Luga, Lubigo, Sena Bido, Ketubudi Muma, Mahapanara, Mini Sobido, Lapsida. Mahapanara, Mini, Nayua, Lessan, yo, Eri Piata Saunia Leve, Kinga Mietebu, Myoduara. Or could think Saja Mini, Kedumri Muma, Saja Min Shetoma. Eri Kinga Mietema, Mioni, Piata Saunia, Kedumri Mulagoma, Labiamido, Poviara.
ဘုန်းကြီးတို့ပြည့်တဲ့မျက်စိလည်းမသွားနဲ့မဟာပဏာရမင်းကြီးရဲ့စัจ जा ယရဏအထက်တရားရှိတယ်ကောင်းကင်ကိုပြန်သွားလို့ရတယ်မဟာပဏာရမင်းကြီးကဒီစัจ जा ယရဏကိုဘာကြောင့်ရတာတော့ဆိုရင်ပြစ္ဆေကဗုဒ္ဓတပါးကိုကျူရိုးကြောင်းတဲ့တဖန်သားတွေနဲ့ကြောင်းဆောက်တူခဲ့တဲ့ကုသိုလ်ကံကြောင့်ရတာကြောင်းကတန်ဖိုးမကြီးမားပေမဲ့လို့စေတနာကကြီးမားတော့အထက်တရားရှိတဲ့ပြတ်သက်ဆောင်ကြီးကိုသူလည်းရှင်မရင်လည်းဖြစ်လည်းဖြစ်ကောတရားမင်းကြီးကဝိသေဇုံနာသားကိုခေါ်ပြီးတော့ဖန်ဆင်းပေးရတာအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဓိကကဘာကိုပဲလှူစေတနာဗราဏတဲ့ဘာဗราဏလဲစေတနာထက်တော့ဘုန်းကြီးတို့ပြည်တဲ့အထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုစီးပြီးတော့ကောင်းကင်ကိုပြန်သွားနိုင်ပါတယ်အဲ့ဒီစัจ जा ယရဏကြီးကမဟာဗန္ဓာရမင်းကြီးနိုင်ရဆံကံတော်ကုံသွားတဲ့အခါကျတော့ကျန်တဲ့လူတွေနဲ့မထိုက်တန်တဲ့အတွက်ကြောင့်မို့လို့တရားမင်းကဟိုးခင်းငံမြစ်ထဲမှာသွားမြုပ်ထားတယ်အခုသင်္ခစัจ जा မင်းကြီးပေါ်လဲပေါ်လာဟောအဲ့ဒီခင်းငံမြစ်ထဲကစัจ जा ယရဏကြီးအထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုလာပြီးတော့မျိုးလေကောင်မှာချပေးသွားတာဘေးသားရေယရဏမျိုးစုံနဲ့ခြံရံပြီးတော့အယောင်9မျိုးရှိတယ်တဲ့အဲ့တော့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကိုဘုန်းကြီးတို့ကြည့်လိုက်ကြရအောင်လို့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကယရဏမျိုးစုံနဲ့ခြံရံပြီးတော့တတိုင်း9ထပ်ရှိတယ်မြို့တကား4မျက်နှာမှာရွှေစရက်တွေပေါ်ပေါက်လိမ့်မယ်ဥယျာဉ်တော်ထဲမှာလည်းပဲပန်းမျိုးစုံတွေဟာမြရည်တွေသွန်းနာသလိုမွေးကြိုင်လန်းဆန်းပြီးတော့ရေကန်တွေမှာလည်းပဲကြာမျိုး5ပါးတွေပွင့်ပြီးတော့တင့်တယ်လှပနေလိမ့်မယ်စေတသာရိပုတ္တရာမြို့လေကောင်မြို့တက4ပေါက်မြို့ရဲတိုင်းတွေမှာနတ်ပဲဆိုအဝိအစာစားတော့ဝရာတွေဟာပရိသာမင်းနေမှာချိန်ဆွဲပြီးတော့နေကြလိမ့်မယ်လိုချင်တာကိုတိုင်းသူပြည်သားတွေအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူယုံပဲသာရိပုတ္တရာတဲ့ကေတုမဏိမြို့ကြီးရဲ့ဆန်းကျယ်ပုံတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်သာရိပုတ္တရာကိုပြောပြနေတာပဲတည်းမြို့လေကောင်မှာမြို့တကား4ပေါက်မှာမြို့ရဲ့တိုင်းကြီးဓာတ်ထဲမှာပြေးတိုင်နတ်ပစိုးတွေအဝိအစားတွေစားတရားတောက်တရားတွေရှင်းရှင်းပြောပြေးတာပဒေသာပင်နေဘာတွေလဲပဒေသာပင်နေဘယ်နာကြည့်ကြည့်လိုချင်တာပဒေသာပင်ကသွားဆုတ်ကြူလိုက်ရုံပဲဘာမှအပူပင်တော့ကမရှိဘူးအဲ့ဒီအသက်3သိန်းတန်းကလူတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူစားယုံမဲ့တဲ့အဲ့ဒီလိုအဖက်ဖက်ကနေပြီးတော့ပြည့်စုံနေတဲ့နေပြည်တော်ကေတုမဏိမျိုးဆိုတာဘုန်းကြီးတို့ဘုရားအလောင်းပွင့်တော်မူမဲ့အရိမေတ္တယဘုရားရှင်ကိုရောမြတ်ရဲ့မြို့တော်ပဲတဲ့။ဒါမြင့်ရဲ့ပိဋကတ်တွေစတော်မယ်အရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာရာမြို့ဟာကေတုမဏိမြို့ဘာမြို့တဲ့လဲ။ဘုန်းကြီးတို့အခုပွင့်တော်မူသွားတဲ့ဂေါတမမြတ်စွာဘုရားဖွာတော်မူရာမြို့ကကပိလဝမြို့ဘာမြို့တဲ့လဲ။ကပိလဝနေပြီးတော့နောက်ပွင့်တော်မူမဲ့ရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာတော်မူမဲ့မြို့တော်ကကေတုမဏိမြို့တော်တဲ့အလောင်းတော်နတ်သားနတ်ပြည်မှာရှိသေးတယ်16သိန်းနဲ့ကဘာတသိန်းပါရမီတွေဖြည့်ပြီးတော့တုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေမယ်အဲ့ဒီလိုအလောင်းတော်နတ်သားတုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေတဲ့အခါကျတော့ပွင့်ငိမ်တမ်းပြီးဆိုလို့ရှိရင်နတ်တွေမြမတွေစัจ java လာပေါင်း1000ကနတ်မြမတွေကအလောင်းတော်နတ်သားထံကိုသွားပြီးလို့အလောင်းတော်နတ်သားဖျားဖြစ်ဖို့လို့ချိန်တန်ပါပြီးလူပြည်ကိုကြွတော်မူပါလူပြည်ကိုကြွပြီးတော့ဖျားဖြစ်တော်မူပါလို့အဲ့ဒီလိုနတ်တွေမြမတွေကလျှောက်ထားလိမ့်မယ်သာရိပုတ္တရာဒါနဲ့အလောင်းတော်နတ်သားကရှေ့ဖျားအလောင်းတော်ရဲ့ထုံးကိုမိပြီးတော့လူပြည်ကိုကြည့်တော့မယ်တဲ့ငါဘုရုဝမ်းထဲမှာပြိဿန်နေရမလဲငါအဖေတော်မဲ့လူဟာဘယ်သူလဲငါမဲတော်တော်မဲ့လူဟာဘယ်သူလဲလို့သေတတ်တဲ့ဘုရားလောင်းတော်အရိမေတ္တယဘုရားလောင်းတော်နတ်သားကလူပြည်ကိုကြည်ခြင်း5မျိုးနဲ့ကြည်မယ်ကြည်ခြင်းဘယ်နှမျိုးကဲလိုက်ဆိုဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဖယားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖယားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖယားဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဖယားဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဖယားဖြစ်ရာမျိုးနွယ်သာ
မှန်စွာကြည်ရမည်ဘုရားဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်အဲ့ဒါကြည်ခြင်းချင်း၅မျိုးလို့ခေါ်တယ်နံပါတ်1ဘုန်းကြီးတို့စာပေလို့ပြောရင်ကာလတဲ့ကာလဆိုတာအချိန်ခါကာလကိုကြည်ရတယ်တဲ့လူတွေရဲ့အသက်တသိန်းတန်းအောက်မှာလည်းမဖြစ်ရဘူးတသိန်းတန်းအထက်လည်းမဖြစ်ရဘူး100တန်းအောက်လည်းမဖြစ်ရဘူးအဲ့ဒါကိုကြည်ရတယ်ချိန်ခါကာလကြည်တော့အခုကတသိန်းတန်းဆိုတော့ဒါဘုရားရှိခိုးလို့100တန်းအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့100တန်းအောက်ဆိုရင်ကဘုရားပွင့်တာဘုန်းကြီးတို့85နှစ်တန်းလေအခုဘယ်လောက်လဲပရိသတ်85နှစ်တန်းမှာဘုရားပွင့်သလားမပွင့်ဘူး100တန်းမှာပဲပွင့်ရမယ်100အောက်ဆိုရင်ဘုရားမပွင့်တော့ဘူး100တန်းတက်တန်း100တန်းအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့အသက်တသိန်းတန်းအထက်ကိုဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တသိန်းတန်းအထက်ကိုပွင့်ရင်လည်းပဲလူတွေကိုအိုပါတယ်နားပါတယ်သေပါတယ်ဟောလဲသူတို့ကမယုံဘူးတဲ့သက်တသိန်းအောင်မှနေတဲ့အခါကျတော့အိုတဲ့လူမရှိဘူးသူကြည့်တဲ့ဒီယုတ်ပဲငါကြည့်တဲ့ဒီယုတ်အိုတယ်လို့သိမရှိဘူးတဲ့အဲ့တသိန်းတန်းအထက်ကြတယ်တော့လည်းပဲအိုတာပြောရင်အိုတယ်ဆိုတာဘာလဲလို့မေးကိုမေးကြည့်ရတဲ့ခင်မျိုးတဲ့အဲ့တော့တသိန်းတန်းအထက်မှာလူတွေကတတန်းသိရှည်ကြတဲ့အခါကျတော့အိုရာနာတာတွေဟောလို့ဒုက္ခတွေဟောလို့သူတို့သိနားမလဲဘူးသဘောမပေါက်ဘူးတဲ့ဒါကြောင့်တသိန်းတန်းအထက်မှာလည်းပဲဘုရားမပွင့်ဘူးယာရန်အောက်မှာလည်းပဲဘုရားမပွင့်ဘူးဆိုတော့အခုဟာကတသိန်းတန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကာလဒါကိုကြည့်တယ်ဒါကိုကြည့်လိုက်တော့မြင်တယ်ဟောဟုတ်တယ်တသိန်းတန်းဖြစ်နေပြီဒီပကျွန်းကြီး၄ကျွန်းရှိတဲ့အထက်မှာတောင်ကျွန်းစဘူဒီပဘုရားအဆူဆူပွင့်တော်မူသွားတာအရှိကျွန်းမှာပွင့်သလားအနောက်ကျွန်းမှာပွင့်သလားမြောက်ကျွန်းမှာပွင့်သလားဆိုတော့အရှိကျွန်းနဲ့အနောက်ကျွန်းနဲ့မြောက်ကျွန်းမှာမပွင့်မဲနဲ့ရှေ့ကဘုရားတို့ဒီပွင့်တော်မူသွားတာတောင်ကျွန်းမှာပဲပွင့်တယ်တဲ့ဘယ်မှာပဲပွင့်တယ်တဲ့လေဇဗုဒီပဇဗုတပြေပင်ကြီးပေါက်တဲ့ကျွန်းမို့လို့ဇဗုရိတ်ကျွန်းလို့ခေါ်တာဘုန်းကြီးတို့နေတာအဲ့ဒါတောင်ကျွန်းပဲအဲ့တော့တောင်ကျွန်းကိုလည်းလှမ်းကြည့်ရတယ်နောက်တကဒေသတောင်ကျွန်းတော့မှန်တယ်တောင်ကျွန်းရဲ့အလယ်ဘဟိုတဲ့တဲ့ဟာဘယ်ဟာလဲမြစ္စည်းမဒေသဆိုတော့မြစ္စည်းမဒေသဆိုတော့ဘုန်းကြီးတို့အခုဘုရားပွင့်တော်မူသွားတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာအဲ့ဒါဒီတောင်ကျွန်းကြီးရဲ့အလယ်ကောင်တဲ့တဲ့အရာပဲတဲ့ဒါကြောင့်မို့လို့ဘုရားတိုင်းဒီအဲ့ဒီအိန္ဒိယမှာပဲပွင့်ကြရတယ်မြစ္စည်းမဒေသလို့ခေါ်တယ်မြစ္စည်းမဆိုတာအလယ်တောင်ကျွန်းကြီးရဲ့အလယ်ဘဟိုကိုကြည့်လိုက်တဲ့အခါကျတော့ဒီမြစ္စည်းမဒေသကိုသွားမြင်တယ်နောက်တခါကုလတဲ့အမျိုးအနွယ်ကိုကြည့်ရတယ်တဲ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအမျိုး၄ပါးရှိတယ်အမျိုးဘယ်နှပါးလဲမင်းမျိုးရဲ့ပုံနာမျိုးရဲ့ကုံတယ်မျိုးရဲ့လူဆင်းရဲမျိုးရဲ့လို့အမျိုး၄ပါးကိုသတ်မှတ်ထားတယ်အဲ့တော့အမျိုး၄ပါးရှိတဲ့အထက်မှာလဲမင်းမျိုးနဲ့ပုံနာမျိုးမှာပဲဘုရားတို့မိဒီမှာပရိသန်တွေယူရတယ်လူဆင်းရဲမျိုးနဲ့ကုံတယ်မျိုးမှာသွားပြီးတော့ပရိသန်တွေမယူရဘူးတဲ့အမျိုးညံ့လို့တရားဆိုတာအမျိုးမြတ်တဲ့ထဲမှာပဲပရိသန်တွေနေရတယ်မင်းမျိုးနဲ့ပုံနာမျိုးဘာနဲ့လဲမင်းမျိုးနဲ့ပုံနာမျိုးကိုအများဆုံးအမျိုးလို့သူတို့ခေတ်ကသတ်မှတ်တာမှန်ပါတယ်ပရိသတ်ကြီးအဲ့တော့ဘုရားပွင့်မဲ့အချိန်မှာလူတွေကမင်းမျိုးကိုအများဆုံးထားရင်မင်းမျိုးမှာပရိသန်နေမယ်ပုံနာမျိုးကိုအများထားရင်ပုံနာမျိုးမှာပရိသန်နေမယ်နောက်တက်ကမာတုအာယုပရိစ္ဆေဒလို့ဆိုတဲ့အတိုင်းအမေရဲ့အသက်ကိုလည်းကြည့်ရတယ်တဲ့ဘုရားလောင်းတော်ပရိသန်နေယူမဲ့မဲတော်ဟာဘုရားအလောင်းကိုမွေးပြီးရင်9ရက်ပြည့်တာနဲ့သေလို့တက်တန်းကုန်တဲ့မဲတော်မျိုးလည်းဖြစ်ရမယ်တဲ့9ရက်ထက်လည်းအသက်ပိုမရှိရဘူးတဲ့အဲ့ဒီလိုလဲလိုက်ရှာရတယ်မဲတော်ကိုဘုရားလောင်းတော်မွေးပြီးလို့နောက်ထပ်9နှစ်နေအောင်မယ်10နှစ်နေအောင်မယ်ဆိုရင်အဲ့ဒီမဲတော်ဝမ်းထဲမှာဘုရားလောင်းပရိသတ်နေမနေဘူးဘုရားအလောင်းခွာပြီးရင်9ရက်ပဲမဲတော်ကအသက်ရှည်ရမယ်အဲ့ဒီ9ရက်အသက်ရှည်မဲ့မဲတော်ရဲ့အာယုအသက်ကိုလည်းကြည့်ရတယ်တဲ့မဲတော်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာကဘာတသိန်းပါရမီဖြည့်ထားရမယ်တဲ့ကြည်စံပရိသတ်ကြီးဘုရားရဲ့မဲတော်ဖြစ်ချင်ရင်ကဘာပေါင်းဘယ်လောက်တဲ့လဲကဘာတသိန်းတိတိပါရမီဖြည့်ကျင့်ထားပြီးတော့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒါကိုဘုန်းကြီးတို့အရိမတေယဘုရားလောင်းကနတ်ပြည်ကနေအကုန်လှမ်းကြည့်တာနတ်ပြည်ကနေလှမ်းကြည့်လို့ဒီအင်္ဂါရတွေအကုန်လုံးညီပြီဆိုတော့မှသူကပရိသန်နေမှာအဲ့တော့မဲတော်ဟာ5ပါးသီလကိုလုံခြုံအောင်စောင့်ထိန်းထားတဲ့သူလည်းဖြစ်ရမယ်နောက်တစ်ခါဒီမေတော်ကြီးဟာဘုရားလောင်းကိုပရိသန်နေတည်မဲ့မေတော်ကြီးဟာလော်လီချင်းဖောက်ပြားခြင်းဘာမှမရှိရဘူးတဲ့
အဲ့ဒီလိုအင်္ဂါရပ်တွေနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့မှလူပြည်ကိုဆင်းလာပြီးတော့အရိမေတ္တရာဖယားအလောင်းနတ်သားဟာပရိသန်နေပါတယ်ဘယ်မှာနေတော့ဆိုလို့ရှိရင်ဗျမနောတတ္တရေညောစသူဗျမောပုရောဟိတောသူဗျမနောပုရောဟိတောဘုသူတော်သာသတုပေတော်တသောမစ္ဆာယောဘဝိတတိဗျမနောတတ္တရေညောစသူဗျမနောပုရောဟိတောဘုသူတော်သာသတုပေတော်တသောမစ္ဆာယောဘဝိတတိဖယားလောင်းတော်နတ်သားဟာဗမာသွားပရိသန်နေတော့ဆိုလို့ရှိရင်ကေတုမတိပြည်သင်္ခစัจ जा မင်းကြီးရဲ့မင်းတိုင်မင်းအမတ်ကြီးတဆူဖြစ်တော်မူတဲ့အကိုးကွယ်ခံရတဲ့သူဗျမပုံနာကြီးတဲ့ဟောဒေသရဲ့ဖယားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူဗျမပုံနာတဲ့ဘာပုံနာတဲ့လဲဒါမြင်ဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားကပုံနာမျိုးမှဖြစ်မှာဘယ်မျိုးမှဖြစ်မှာလဲအဲ့ဒီသူဗမောပရောဟိတောသူဗျမနောပရောဟိတောသူဗျမလို့အမိရတဲ့ပရောဟိပုံနာကြီးကဘုသူတော်စာအကြမ်းမြဲလည်းများတယ်သတုံဘေတော်စာဘေတင်လေးဘုံကိုလည်းတတ်မြောက်ကျွမ်းကျင်တယ်အဲ့ဒီသူဗျမပုံနာကြီးရဲ့ဇနီးပုံဗျမနဝတီအမိရတဲ့ပုံလေးမကြီးရဲ့ဝမ်းမာတဲ့ဘေးသားတူတူမှတ်လိုက်ကြပါစို့ဘုရားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူဗျမပုံနာမေတော်ကဗျမဝတီတဲ့မေတော်ကဘယ်သူလဲဗျမဝတီအမည်ရှိတဲ့ပုံလေးမကြီးရဲ့ဝမ်းထဲမှာပရိသန္တေကိုခဏိကောင်းစွာမဲ့သွေယူခဲ့ပါပေပြီတကား